ပါရဲ့လေးစားစွာပန်ကြပါဗျာရှင်ယံဓမ္မပါရယာယောယောပုဂ္ဂလသမန္တောတန်တန်ဓမ္မဝိပါစိတဝါရေတေတိယဝပစ္စကဒီလောကေကကပုဂ္ဂလောလောကတခရိုင်သုံးမုံဆိုင်ဝဲဘာမှမပါဒီလောကေကကပုဂ္ဂလောလောကတခရိုင်ဘုံသုံးဆိုင်ဝဲနိုင်မြိုင်အသူတယောက်လူမြမပြူဖပြိုးအမျက်ဆုံးခေါ်ဆိုပုဂ္ဂိုလ်စင်စစ်ဖြစ်တော်မူမြမြတ်စွာဘုရားသည်ယံယံဓမ္မကောင်းသောနပြည့်အကျဉ်းချင်းသို့သောဓမ္မတဘာဝဓမ္မကိုဥပါဒယအစွဲတစ်ခုအခြေပြု၍ယောပုဂ္ဂလသမန္တောကောင်းစိုးနေရအချင်းချင်းသို့သောပုဂ္ဂလပညာတိယောတိတမှုတိသစ္စာလူမထင်ရှားဖြစ်ပွား၍နေပါပေ၏တန်တန်ဓမ္မကောင်းစိုးနေရပုဂ္ဂလပညာတို့ဆွမ်းမဖို့အခြေခံအမှန်တိတိထင်ရှားရှိသည်အဝိပရိတကောင်းစိုးနေရပုဂ္ဂလပညာတို့သဘာဝအားထိုးထိုးပရမတရားကိုဝိပါစိတဝါအကားကိုပြည့်အနှစ်ကိုရှာကဲဗမာလီစိတ်ဖြာခွဲကြံတော်မူ၍ယဝပြစ္ဆကတစ်မျိုးနှစ်မျိုးသုံးလေးမျိုးနှင့်ငါးမျိုးခေါ်မြောက်ပုဂ္ဂိုလ်အစုတို့တိုင်ရောက်အောင်ဒေဒေတိစိတ်ဖြာခွဲကြဟောကြားတော်မူခဲ့လေပြီဝါဒေဒေတိပုဂ္ဂိုလ်တွင်ကမယနာပဲဓာတ်သားစင်စစ်ပရမတ်နှစ်သို့ထွန်းသည်ညံချဲရောက်အောင်ကုန်စေဟုမြတ်စိန်နေလူခေါင်းဖျားသည်ပညတ်ဆုံးဗိဓမာတရားကိုဟောကြားပြသတော်မူခဲ့လေပြီသာ